Hello everyone ကျွန်တော်ကတော့ဒီ Node.js ကို lecturer ပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီ Node.js ကိုဒီ course မှာကျွန်တော်တို့မလေ့လာစသဖြင့် learning မလုပ်ခင်မှာကျွန်တော် Node.js ဘာလဲဆိုတော့ကျွန်တော်တို့အရင်လေ့လာကြည့်မယ်ပေါ့လေ Okay Node.js ဆိုတာကျွန်တော်တို့ React ecosystem တွေကတခုပေါ့လေ React ecosystem တခြား framework တွေရှိရ Tanstart တို့ပါရှိရတဲ့ Node.js ဆိုတာကone of them ပေါ့လေ one of the best one လို့တော့ပြောလို့ရမယ်အခုနောက်ပိုင်း production ready app ဒီမှာကျွန်တော်တို့က React Node.js ကိုတော်တော်လေးကိုတူတင်ကြဲသုံးလာတာကိုတွေ့ရတယ်ဥပမာ OpenAI တို့လို company ကြီးတွေကမှဒီ Node.js ပေါ်မှာ reliable ဖြစ်နေပြီဆိုတော့ကကျွန်တော်တို့လေ့လာထားတာပဲဖြစ်ကျွန်တော်တို့ opportunity တခုရှိတယ်ပေါ့လေသူက production ready အတွက်ကျွန်တော်က focus ထားတယ်သူက production ready ကျွန်တော်တို့ဥမာကိုတို့ကဘာမှသိလို့ဆရာမလို့သူမှာပါပြီးသားပေးခင်မှာတော့ production ready ကျွန်တော်တို့ industry မှာလည်းတော်တော်များတွင်ကြဲသုံးနေကြပြီလို့ပြောလို့ရတယ်မြန်မာနိုင်ငံပြည်တွင်းမှာတော့မှသူတို့ကတော်တော်များ organization ကြီးတွေအနေနဲ့ Node.js ကိုအသုံးပြုလာတာကိုတွေ့ရတယ်ဘာလို့လဲဆိုတော့သူက flexible ဖြစ်တာကြောင့် developer experience နဲ့အရင်ကောင်းတယ်ပေါ့လေ okay နောက်ထပ်ပြောချင်တာကကျွန်တော်တို့က Node.js ဆိုတာဘာလဲဒီက Node.js ဆိုတာ React framework တစ်ခုဖြစ်တယ်နောက်ပြန် web application တွေကိုပို့ပြီးတော့feature တွေကိုများနဲ့မြန် build လုပ်တဲ့အချိန်မှာကျွန်တော်တို့အသုံးပြုတယ်သူ့မှာက framework ထဲမှာပါတာက bundler system တွေပါတယ် routing system တွေပါတယ်ဒါမျိုးစနစ်တွေပါတော့ကျွန်တော်တို့ကမြန်production ကို deliver လုပ်တဲ့အချိန်မှာအရန်မြန်တယ်လို့ပြောလို့ရမယ်ပြောချင်တာဒီလို production ထုတ်တဲ့အချိန်မှာကျွန်တော်တို့ကဒီလိုပေါ့လေclient side server side တွေပါတယ်နောက်ပြီးကျလို့ရှိရင်သူတို့ကဒီအဓိက deliver မြန်အောင်လို့သူကအဓိကbundle လုပ်ပေးထားတဲ့အပိုင်းတွေနောက်ပြီးကျလို့ရှိရင်တချို့ regular လုပ်ပေးထားတဲ့အပိုင်းလေးတွေရှိရပေါ့လေအဲဒါကြောင့်ကျွန်တော် deliver production ကို ship လုပ်တဲ့အချိန်မှာအရန်မြန်တယ် okay နောက်တစ်ခုသွားအောင် Node.js ဘယ်လိုအလုပ်လုပ်လဲ Node.js မှာတာမန်အဖြစ်တော့ကျွန်တော်တို့က၃မျိုးရှိတယ်ပေါ့လေအပိုင်း၃ပိုင်းခွဲပြီးလေ့လာလို့ရတယ် routing ပိုင်း rendering ပိုင်းနဲ့ performance ပိုင်းဆိုပြီးတော့၃မျိုးလို့လေ့လာလို့ရတယ်ဥပမာ routing ပိုင်းမှာတော့ကျွန်တော်တို့အရင်အခုကတော့တော်တော်ခေတ်စားနေတဲ့ဟာကတော့ကျွန်တော်တို့က app router ကတော်တော်ခေတ်စားနေတယ်ပေါ့လေ app router ဘိုင်းကတော်တော်ခေတ်စားနေတယ်အရင်တော့ကတော့ကျွန်တော်တို့က page router ကိုသုံးခဲ့ပေမဲ့အခုနောက်ပိုင်း app တွေကတော်တော်လေးမသုံးတော့တာများတယ်ပေါ့လေဒါကတော့ကျွန်တော် navigation ခန်းမှာတော့ပို့ပြီးတော့ထဲထဲဝင်လေ့လာလို့ရမယ်ဒီ rendering မှာသူကဒီအလုပ်ဒီစသဖြင့် react boot တက်လိုက်တာနဲ့သူကအလုပ်လုပ်တာကကျွန်တော်တို့က server side တစ်ခါ render လုပ်တယ်ပြီးလိုက်တာနဲ့ကျွန်တော်တို့က client side တစ်ခါ render လုပ်တယ်အဲ့လိုပေါ့နှစ်ခုလုပ်တယ်အဲ့ဆိုတော့သူတို့ကပြောချင်တာ client interaction အနေနဲ့ client က interact လုပ်မယ်server အနေနဲ့တစ်ခါ boost လုပ်မယ်ပြီးလိုက်တာနဲ့လိုအပ်ရင်လည်းသူကဒီလိုလှမ်းခေါ်လို့လည်းရတယ်ပေါ့လေအဲ့တော့တော်တော်လေးflexible ကြတယ်လို့ပြောလို့ရမယ်ဥပမာ performance မှာတော့သူကbase လုပ်တဲ့ချိန်မှာ performance နဲ့နောက်ပြီးတော့ production performance ဆိုပြီးနှစ်မျိုးရှိတယ်base performance ပေါ့လေနှစ်မျိုးကိုခွဲခြားလို့ရတယ် performance မှာ base performance ဒါတော့ development တော့ပေါ့လေ B လိုပဲကြီးထားတယ်ဒါ B လို့ပဲ okay base performance နဲ့ production performance P လိုပဲရေးလိုက်တယ်ကျွန်တော်နည်းနည်းပြီးသွားအောင် okay အဲ့လိုနှစ်မျိုးပေါ့လေ production မှာproduction တက်မှာတော့အဲ့လို image တွေ code splitting တွေနောက်ပြီးရင် manifest လောက်တာတွေပြီးခင်ပါပြီးသားdevelopment ဘိုင်းမှာတော့သူက ES-bit နဲ့ bundler လောက်ထားတဲ့ဆိုတော့ REST နဲ့ရေးထားတဲ့ ES-bit နဲ့ bundler လောက်ထားတဲ့ဆိုတော့အရန်ညံတယ်ဝင်နောက်တစ် slide တွေသွားအောင်ဒါ Node.js life cycle ကျွန်တော်တို့ Node.js တခုကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ bake လုပ်ရတယ် bake လုပ်ပြီးတဲ့နောက်နဲ့ client က traditional လိုပဲ request ထောင်းတယ်အဲ့ဒါကြရင်ကျွန်တော်တို့က render ချရတယ်နောက်ကျရင် hydration ဆိုတာတော့ trade တူမဟုတ်ဘူးသူကအဓိကclient server render server side ကနေ render ချလိုက်တဲ့ဟာကိုကျွန်တော်တို့က client side ပြန်ရောက်လာပြီ client side ပြန်ရောက်လာပြီပဲထားတော့ client ရှိပါ
CLI ENT client side ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီက hydration လုပ်တယ်ဆိုတာသူကဒီဘိုင်းမှာပဲသူက interaction လုပ်တာကိုပြောတာဟို button နှိပ်လိုက်တာလို့ JavaScript break နဲ့ interaction လုပ်တဲ့ဟာကိုပြောတာဟိုပြောချင်တာclick နှိပ်လိုက်တာ interact ပေါ့ interact လုပ်တဲ့အချိန်မှာကျွန်တော်တို့အရင်အသုံးဝင်တယ်ဒီအဲ့ဒါပြီးလိုက်တာကျွန်တော်တို့ edit ပြန်လုပ်ရတယ် edit ပြန်လုပ်တယ်ပေါ့လေဒါတွေကကျွန်တော်တို့ပြန်ပြီးတော့ edit လုပ်တယ်ပြီးလိုက်တဲ့အချိန်မှာဟိုပြန်ပြီးတော့ request down လုပ်ရတယ်ပေါ့လေဒီ server side ကိုပြန်ပြီးတော့ okay Next.js က history Next.js ကကျွန်တော်တို့2016ခုနှစ်မှာစပြီးတော့ကျွန်တော်တို့စပြီးတော့ implement ဟိုစရင် public စလုပ်တယ်ဟို version ကနေစပြီး implement လုပ်တယ် implement လုပ်မှတိတ်နာမည်မကြီးသေးဘူးကျွန်တော်တို့အိမ်တော့လည်းကျွန်တော်တိတ်မသိသေးဘူးကျွန်တော်သိတာတော့ maybe 2020လောက်မှာတော်တော်နာမည်ကြီးတဲ့ framework ပါလားတော်တော်လေးလဲ community မှာသုံးလာပြီဆိုပြီးစလိလာပြတယ်ပေါ့လေအဲ့ရနေမှာ production မြန်မာပြည်မှာလည်း production ready အတည်သုံးနေပြီဆိုတော့ဒီ Next.js ကိုစလိလာပြတယ်ဒါပေမဲ့2018 2022မှာတော်တော် major ဖြစ်နေပြီ2018ကနေ2022မှာတော်တော် major ဖြစ်နေပြီ2021မှာကျွန်တော် Open AI ကို Next.js နဲ့စပြီးလုပ်တဲ့အချိန်မှာသူကUI မို့ UI ပိုင်းကို Next.js နဲ့စပြီးလုပ်တယ်တော်တော်လေးကိုလည်း smooth ဖြစ်တယ်လို့သူ့ရဲ့အသုံးပြုရ interact ဘိုင်းမှာတော်တော်ကောင်းတယ်လို့ပြောလို့ရမယ်ဒီအဲ့အချိန်မှာဒါတော့ Next.js ရဲ့တမိုင်းကြောင်းလေးပေါ့လေကျွန်တော်တို့ဘယ်မှာကျွန်တော်တို့အဓိက Next.js ကိုအသုံးပြုလဲကျွန်တော်တို့ကအဓိက e-commerce ဘိုင်းတွေ SCSS အပိုင်းတွေ media publishing ဥပမာကိုယ့်ရဲ့ဟိုပေါ့စာအုပ်တွေရောင်းမယ် public လုပ်တဲ့ဟာလေးတွေကို blog လေးတွေရေးမယ်အဲ့လိုမျိုးတွေမှာသုံးပြနောက် enterprise S ဆိုတာတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့ချိန်မှာ micro service တွေပါအတွက်ဒီမှာအရန်သုံးဝင်တယ်ပေါ့လေဥပမာဟို mini ရဲ့လောက်တာမျိုးအဲ့လိုမျိုးလုပ်တဲ့ချိန်မှာအရန်အသုံးဝင်တယ်ပေါ့လေလက်ရှိNext.js ကိုသုံးနေတဲ့ဟို app တွေ website တွေပေါ့ web app တွေပေါ့လေဒါတွေပေါ့ Netflix တွေပါတော့ဟိုအကြီးတွေပါတယ် okay ကျွန်တော်ဘာဖြစ်လို့ဟို Next.js ကိုကျွန်တော်ရွေးချယ်တင်လဲဘာဖြစ်လို့ Next.js ကိုရွေးချယ်တင်လဲဆိုတော့ developer experience ကောင်းတယ် yeah မင်းဘာ developer experience ကဘာလို့အရေးကြီးတာလဲဆိုတော့ developer experience ပေါ့လေသူ more important matter ဖြစ်နေပြီဘာလို့ developer experience ဘာလို့အရေးအကြီးစဉ်းစားတင်လဲဆိုတော့ကျွန်တော်တို့က application စပြီး launch လုပ်တဲ့အချိန်မှာ app တစ်ခုကို launch လုပ်တဲ့အချိန်မှာကျွန်တော်တို့ကအဓိကဒီရဲ့ timeline တစ်လျှောက်က developer ပဲကျွန်တော်တို့တာဝန်ယူပြီးတော့ဟိုဖြစ်တာပေါ့လေဒီက developer ပဲတာဝန်ယူဖြည့်ရှင်းရတာဒီတောက်လျှောက်ကအကုန် developer ပဲလုပ်ရတဲ့အချိန်မှာ developer တွေအနေနဲ့ဒီ app ကြီးကို timeline ကြီးတစ်လျှောက်မှာသူက handle လုပ်ရတဲ့အခါမှာသူက boring ဖြစ်တာတွေဒီ timeline တစ်ခုလုံးမှာ boring ဖြစ်တာတွေအများကြီးဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒါကိုကျွန်တော်တို့က software အချိန်မှာ developer ပျော်အောင်လည်းကျွန်တော်တို့ကလုပ်ဖို့လိုတယ်ဟိုမှာဒါမှတန်နေ developer အလုပ်ချင်ပါဘူးကိုယ့်ရဲ့ app တွေနောက် feature တွေပါတယ်အသက်တိုးတာတွေပါတယ်ဆိုတော့တိတ်ပြီးတော့ပြောစရာမလိုတော့ဘူး developer experience ကောင်းတဲ့ developer ထပ်ပြီးတော့ improve အချိန်မှာ app တွေနည်းနည်းမြန် deliver လုပ်နိုင်တယ်အဲ့ဒါမျိုးပေါ့လေ backend feature တွေများတယ်ကျွန်တော်တို့ backend feature တွေများတယ်ဆိုတော့ပြောချင်တာ app router ရှိတယ်နောက်ပြီးကြလို့ရှိရင် image တွေပေါ်မှာဟို fast lazy load တင်လို့ feature မျိုးတွေရှိတဲ့အချိန်ကျွန်တော်တို့အရန် ready ပဲပေါ့လေ ready made သုံးလိုက်ရုံပဲအဲ့ဆိုကျွန်တော်တို့က Next.js ကိုသုံးကြတယ်ပေါ့လေ okay summary အနေနဲ့သူက Next.js က production ready ဟို production ready app တွေကျွန်တော်တို့ကမြန် deliver လုပ်နိုင်ဖို့ရယ်နောက်ပြီး SCSS တွေဟို enterprise app တွေမှာ deliver enterprise app တွေရေးတဲ့အချိန်မှာအဆင်ပြေအောင်တော့ကျွန်တော်တို့ကဒီ Next.js ကိုရွေးကြတယ်ကျွန်တော်နောက် section မှာတော့ကျွန်တော်တို့ကဟို Next.js စတဲ့ channel ကိုကျွန်တော်တို့က video ထပ်တင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲ bye bye